ဒီမျိုးသားဟာငယ်စဉ်ကလေးကသူ့ရဲ့ဖခင်စီကနေမုံလုံးကြီးကိုတင်ယူခဲ့တာပါဒါပေမဲ့မုံလုံးငန်းစဉ်ရဲ့နောက်ဆုံးဆင့်ကိုရောက်တိုင်းမှာတော့ဖခင်ဖြစ်သူကသူ့ကိုအမြဲတမ်းအပြင်ကိုနှင်ထုတ်လေးရှိပါတယ်ဖခင်ဖြစ်သူမုံလုံးလို့ပြီးသွားတဲ့ခါတိုင်းမုံဆိုင်ရှိမှာလူတန်းကြီးကအရှိကြီးဖြစ်ပေါ်နေလေးရှိပါတယ်ဒါပေမဲ့လည်းဖခင်ဖြစ်သူဟာတနေ့ကိုမုံတလင်မန်းပဲပြုလုပ်တာကြောင့်ဖောက်တီတယောက်ကိုမုံတပွဲစားပဲဝယ်ယူခွင့်ပြုခဲ့ပါတယ်အဲ့ဒီမျိုးသားကတော့အရင်ကထက်ငွေကြေးပုံမရရှိနေတာကြောင့်မုံလုံးကြီးရဲ့နောက်ဆုံးရှိုးဝက်အဆင့်ကိုတင် ကြားပေးဖို့သူ့ဖခင်ထံတောင်းပန်ခဲ့ပါတယ်သို့တော်လည်းဖခင်ဖြစ်သူကတော့ပြတ်သားတဲ့သဘောထားနဲ့သူ့ကိုနောက်တစ်ကြိမ်ထပ်မံနှင်ထုတ်ခဲ့ပြန်ပါတယ်ဒါကြောင့်မို့လို့အမျိုးသားဟာဖခင်ဖြစ်သူရဲ့မုံလုံးငန်းစဉ်တွေကိုတိတ်တဆိတ်ဗီဒီယိုရိုက်ကူးထားခဲ့ပါတယ်ဒါပေမဲ့လည်းသူကိုယ်တိုင်လုပ်တဲ့မုံရတာဟာဖခင်ဖြစ်သူလုပ်တဲ့မုံရတာလောက်ဘယ်တော့မှမကောင်းခဲ့ပါဘူးသူဟာစိတ်ပြတ်တော်သားထွက်ပြီးမုံဆိုင်ကနေထွက်ခွာသွားခဲ့ပါတော့တယ်အခုခါမှာတော့သူဟာအခြားရက်ဒေတာတစ်ခုမှာအိမ်အောင်ကြပြီးသမီးလေးတစ်ယောက်ပါထုံးကားလို့နေပါပြီဒါပေမဲ့ရုတ်တရက်ဆိုသလိုသူ့ရဲ့သမီးလေးဟာပြင်းထန်တဲ့ယောဂဝေဒနာခံစားရပြီးဆေးကုသစရိတ်အတွက်ယွန်3သိန်းတောင်လိုအပ်လာခဲ့ပါတယ်ဒီသတင်းကိုကြားသိရတဲ့အခါမှာတော့ဖခင်ဖြစ်သူဟာတားဖြစ်သူကိုကူညီဖို့အတွက်မုံတွေကိုမရက်မနာတရက်ဆက်ပြုလုပ်ပေးခဲ့ရကနေသူ့ရဲ့ကျန်းမာရေးဟာတစ်နေ့ထက်တစ်နေ့ပုံမဆိုးရလာခဲ့ပါတော့တယ်သမီးလေးယောဂပျောက်ကင်းသွားပြီးတဲ့နောက်အမျိုးသားဟာဖခင်ဖြစ်သူကိုလူကိုယ်တိုင်တွားရောက်တွေ့ဆုံဖို့အိမ်ကိုအပြေးလွှားပြန်လာခဲ့ပါတယ်ဒါပေမဲ့သူပြန်ရောက်တဲ့အချိန်မှာတော့ဖခင်ဖြစ်သူဟာကွယ်လွန်သွားခဲ့ရှာပါပြီမိသားစုတွေကလူကြီးသူမတွေရဲ့ပြောပြချက်အရဒီလိုမျိုးကိုပြုလုပ်တတ်တဲ့မျိုးဆက်ခံယူသူတွေဟာအသက်60ထက်ကျော်လွန်ပြီးဘယ်တော့မှအသက်မရှိကြဘူးလို့သိရပါတယ်အမျိုးသားဟာဇဝေးဇဝါဖြစ်နေခဲ့ပြီးနောက်ဆုံးမှာတော့ဖခင်ဖြစ်သူရဲ့ကြံရစ်တဲ့ပစ္စည်းတွေကြားထဲကနေအမှန်တရားကိုရှာဖွေတွေ့ရှိသွားခဲ့ပါတယ်တကယ်တော့မုံပြုလုပ်ရမှာအရေးကြီးဆုံးအဆင့်ကထူးခြားတဲ့တက်သားမျိုးစားတစ်မျိုးကိုအသုံးပြုပြီးမိရှို့ရတာဖြစ်နေလို့ပါပဲအဲ့ဒီမိရှင်ကိုထိန်းချုပ်နိုင်ဖို့အတွက်ဖခင်ဖြစ်သူဟာအစိမ့်ငွေတွေကိုအမြဲတမ်းတရက်ဆက်ရှူရှိုက်ခဲ့ရတာဖြစ်ပါတယ်အဲ့ဒီတက်သားကထွက်တဲ့အစိမ့်ငွေတွေကပဲဖခင်ဖြစ်သူရဲ့အသက်အန္တရာယ်ကိုတိုးတောင်းစေခဲ့တာပါဒါဟာမုံလုံးကြီးကိုလေးလာတဲ့သူတွေအသက်မရှိရတဲ့အကြောင်းရင်းဖြစ်တယ်လို့ဖခင်ဖြစ်သူကတားဖြစ်သူကိုဒီနောက်ဆုံးအဆင့်ကိုဘယ်တော့မှမတင်ပေးခဲ့ရတဲ့စစ်မှန်တဲ့အကြောင်းပြချက်ပဲဖြစ်ပါတော့တယ်အမျိုးသားဟာသူ့ဖခင်မုံလုံးလေးရှိတဲ့မိဖို့ချောင်းထဲကိုဝင်လာခဲ့ပါတယ်ပြင်ဆင်ထားတဲ့ထင်းတွေကိုမိဖို့ထဲထည့်သွင်းလိုက်ပြီးမုံလုံးဖို့အတွက်အစင်တင်ပြင်ဆင်လိုက်ပါတယ်သူဟာလောင်ကျွမ်းနေတဲ့တက်သားကထွက်လာတဲ့မိကုန်းငွေတွေကိုစမ်းပြီးရှူရှိုက်ကြည့်လိုက်တဲ့အခါမှာတော့ရင်ဘတ်ထဲမှာအလွန်မင်းအောင်တောင်ပြီးမခံမရနိုင်အောင်ဖြစ်သွားခဲ့ရပါတယ်အတိအကျအဲ့ဒီအချိန်ကြမှာပဲဖခင်ဖြစ်သူဟာဒီမုံကိုပြုလုပ်ဖို့အတွက်ဘလောက်တောင်ပြင်းထန်တဲ့ဒုက္ခဝေဒနာတွေကိုကြိတ်မဲ့ခံစားခဲ့ရလဲဆိုတာကိုသူနောက်ဆုံးမှာကောင်းကောင်းကြီးနားလည်သွားခဲ့ပါတော့တယ်အဲ့ဒီနောက်မှာတော့အမျိုးသားဟာဖခင်ဖြစ်သူခြံထားရခဲ့တဲ့မုံဆိုင်လေးကိုစတင်ဦးစီးဦးဆောင်ပြုလုပ်ပါတော့တယ်ဟောက်တီတွေကဒီမုံတွေကိုတားဖြစ်သူကပြုလုပ်တာကိုမြင်တွေ့ရတဲ့အခါမှာတော့ဖခင်ဖြစ်သူရဲ့မုံရတာလောက်ကောင်းမွန်ပါမလားဆိုပြီးလုံးဝမယုံကြည်နိုင်ဖြစ်နေကြပါတယ်ဒါကြောင့်အမျိုးသားကတော့လူတိုင်းကိုမီးစမ်းကြည့်ကြဖို့အတွက်တောင်းဆိုလိုက်ပါတော့တယ်